ဟုတ်ဒီလက်စုပ်လည်းပေးမယ်ဇက်ရာဒီကုန်တာနဲ့ခင်ဗျားနဲ့မင်းတို့တို့ကိုလက်ထပ်ပေးမယ်မလီတလုံးထုံးခံမယ်ဒီကမှာဒီလေးဝင်းဒီပါစာချုပ်ချုပ်လိုက်ဒီလေးအောင်လို့ပြောတာမှန်တယ်ဒီမြန်တို့ကကြည်ကြည်နေတာဒီမြန်တို့ကသူရောပါနေနေတာဒီမြန်တို့ကပါကျင်အောင်အဲ့ဒါပြပြပါစမ်းမဟာသူကချီလုံးတိတိလေးတွေပါမှာဒါနေကိုအခုကျွန်တော်ဇာတ်ရဲရတော့အခုကလူရှင်တော်တွေအကောက်ပေါ်လာပြီးတော့ပြောကြတော့မိမကျွန်တော်လည်းပေးစားအောင်ဒီကရှိတာမနေရှိမှန်းတော့ဘယ်နဲ့ပေးစားနေပြောခဏနေကိုပေးစားဆိုတခါလေးပြောမယ်နော်တခါလေးပြောမယ်နော်စုကငါဟာနော်အဲ့လိုပြောတာငါဖျားစုမိုးချိုးပြရပါစေဝင်းသမီးခေါ်တဲ့ကျွန်တော်နဲ့ဘာမှမပတ်သက်ပါဘူးဗျာဝင်းနဲ့ပတ်သက်တာငါတို့စရမီးချက်တဲ့ပြည်မိုင်းနေရပါကျွန်တော်တလေးကချစ်တဲ့ကြုံတွေကျွန်တော်မပြီးဘူးအခုချိန်ကြည့်တော့ချစ်ဘူးလားသူမရှိဘူးလားကြက်ကြက်ပါလေပလီနေတာစဘူးကိုချစ်ရင်အမေကလာပြောကျွန်တော်ကိုမပြောနဲ့အမေစိတ်တိုင်းကြစဘူးကိုချစ်အမေကိုလာအမနော်တချင်းနဲ့တချင်းနဲ့လည်းရတယ်အိမ်ကယောက်ျားပါးရရိုက်တယ်မှာသွားရလည်းမရှိတော့ဘူးသူပေါ်လည်းပြောတာအဲ့ဒါလည်းမရှိတော့ဘူးခဏနေအဲ့ဒါဟိုတနေ့ကမောင်လေးတို့ရဲ့မောင်လေးတို့အမအရန်ချစ်တာတဲ့ဘယ်လောက်ချစ်လဲဆိုရင်အိမ်ကယောက်ျားအခုဆိုအမကိုရိုက်တော့မရိုက်တော့လို့ဘာဖြစ်လို့လဲအမကိုတနာပြီးသွားရမရှိတော့လို့လေသူပြန်ဆိုင်ကဲစဘူးကိုချစ်အမေကိုပြောရမှာတဲ့ စဘူးကိုချစ်အမေကိုလာပြောတယ်မယုံနဲ့သူ့အမေအမြင်နဲ့အေးအာဟာနောက်နေတယ်လို့ပဲနော်အမေချီမအလေးမလေးနော်ဒါလည်းပြောတယ်မပါဘူးနော်စိတ်ကူးမရင်မင်းကိုပြောနေတာဟဲ့အော်ဘာဖြစ်နေလဲဟိုကျွန်တော်တခါမှပွဲတွေမှာအဲလိုထင်ဘူးဒီကအဲဆရာကြီးထည့်ရတယ်၄ယောက်တော့ဟုတ်တာအရှင်ရောကလည်းကွမ်းဆို